အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မီထောပတ်ထမင်းနဲ့ကြက်သားဟင်းလေးချက်စားတဲ့ vlog လေးတင်ပါမယ်မီ vlog လေးမတင်ပြတာနေကြပြီပေါ့နော်နည်းနည်းမအားတာနဲ့ကဲအဲ့တော့ဗီဒီယိုလေးလိုက်ကြည့်ပေးပါအောင်အဲ့တော့မီဆန်လေးတွေကိုစီတက်ထားမယ်ထောပတ်လေးတွေကိုမီပွက်နေအောင်ထည့်လိုက်မယ်ပေါ့နော်ပွက်နေအောင်ထည့်ပြီးသွားပြီဆိုရင်တော့မီကြက်သွန်ဒီလေးတွေကိုပပလီထားရှိရဲအဲ့တော့ကြက်သွန်ဒီလေးတွေကိုမီထည့်ပြီးတော့စီတက်မယ်ကြက်သွန်ဒီလေးနည်းနည်းလေးနွမ်းလာပြီဆိုရင်တော့ဒီတေချဘိုးကောက်ရဲကရဝီရွက်ရဲပြီးရင်နည်းနည်းပွင့်လေးရဲကိုထည့်ပြီးတော့မီမွေးလာတီစီတက်မယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးအားလုံးမွေးလာပြီဆိုရင်တော့မီဆန်လေးတွေကိုထည့်မယ်ပေါ့နော်မီဆန်လေးတွေတေချာဆေးထားတယ်မီသုံးတဲ့ဆန်လေးကတော့ဘာစမာတီနဲ့ဒီရိုးဆန်လေးနဲ့မီရောချက်တယ်ပေါ့နော်အဲ့တော့ခဏတော့ဆင်းနေအောင်ဆေးထားတဲ့ဆန်လေးတွေကိုမီခဏတော့ကြက်သွန်နီလေးစီတက်ထားတဲ့ထဲကိုမီထည့်ပြီးတော့တေချာလေးမှွေပါမယ်အားလုံးထည့်ပြီးသွားပြီဆိုရင်ကတော့မီပုံမှန်တိုင်းပဲရိုးရိုးထမင်းချက်တယ်လို့မျိုးပဲပေါင်းလေးထဲမှာထည့်ပြီးတည်ထားပါမယ်အဲ့တော့ထမိုးတက်ထားတဲ့ချိန်မှာမီကြက်သားလေးကိုနှက်ပါမယ်ကြက်သားကကြတော့ပဲငံပြရဲ့အနောက်လေးရဲ့ဟင်ခမ်းမုံရဲ့စနွန်းလေးရဲ့ပဲဒီတိုင်းရိုးလေးနှက်လိုက်တယ်ပေါ့နော်ပုံမှန်တိုင်းဆိုရင်တော့ဒိန်ချင်းအပိုင်းအကောင်းဆုံးပဲမီတော့ဒိန်ချင်းမရှိတော့ဒိန်ချင်းမထည့်ပဲနဲ့ရိုးလေးပဲနှက်တယ်ပေါ့နော်အဲ့တော့မီကြက်သားနှက်ထားတဲ့အချိန်မှာအသီးနှံလေးတွေကိုဒီထောပတ်လေးနဲ့စီတက်ပါမယ်ဒီလိုမျိုးလေးစီတက်ထားတာကထောပတ်နှံလေးလည်းပုံမွေးတယ်လို့အသီးနှံလေးလည်းပူချက်တယ်ပေါ့နော်အဲ့တော့ထမိုးထဲမှာတခါလေးထည့်ချက်တာတော့မကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့အသီးနှံတွေကအရန်နွန်းသားရင်လည်းစားလို့မကောင်းလို့ပေါ့နော်အဲ့တော့ဒီဟာလေးတွေစီတက်ပြီးသွားပြီဆိုရင်တော့မီပကံလေးတစ်ခုထဲမှာခွဲထားလိုက်တယ်ပြီးရင်တော့မီကြက်သားလေးဆက်ချက်မယ်ပေါ့နော်ကြက်သားချက်မဲ့ထဲလဲမီထောပတ်လေးထည့်တယ်ပြီးရင်စီထည့်တယ်စီထည့်ပြီးသွားပြီဆိုရင်တော့ကြက်သွန်ဖြူနီနဲ့ကြိတ်ထားတဲ့ဟာလေးကိုမီနွမ်းလာတီစီတက်တယ်ပေါ့နော်ပြီးရင်တော့ဒီအယောင်တင်မှုံလေးထည့်ပေါ့နော်ထည့်ပြီးသွားပြီဆိုရင်တော့ခဏတော့နှက်ထားတဲ့ကြက်သားလေးကိုမီထည့်လိုက်ပါမယ်အဲ့တော့ကြက်သားလေးတွေကိုထည့်ပြီးတော့တေချာလေးမှွေပါမယ်မီအရသာမုံနေတော့ဘာမှထပ်မထည့်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ကြက်သားနှက်တဲ့ထဲမှာပဲမီအားလုံးထည့်ထားပြီးသားပေါ့နော်အဲ့တော့ကြက်သားလေးကလည်း10မိနစ်15မိနစ်လောက်ဆိုရင်တော့ကြက်ပါပြီအဲ့တော့ထမင်းလေးကြက်ထားတဲ့ကိုခဏတော့စီတက်ထားတဲ့အသီးနှံလေးတွေကိုမီထည့်ပြီးမှွေလိုက်တယ်ကဲအားဆိုရင်ထမင်းလေးလည်းကြက်ပြီးကြက်သားဟင်းလည်းရပြီဆိုတော့ဟင်းရည်အနေနဲ့ကတော့စွန်တန်ဟင်းရည်လေးပေါ့နော်အဲ့တော့စွန်တန်ဟင်းရည်လေးနဲ့ဒီထောပတ်ထမင်းကြက်သားဟင်းလေးနဲ့မြို့သီးစိမ်းလေးကိုက်လိုက်ရင်တော့လုံးဝရတာထိမိခွေပေါ့နော်ကဲနောက်ဗီဒီယိုနဲ့ပြန်လာပါမယ်နာရန်အန်စီကဲရလာဝိုင်းဝိုင်း